Hubwire ရဲ့အခုဝယ်ခုလျှော promotion ကြောင့်သိပြီးပြီလားဒီနေ့တစ်ကြံမှာ Hubwire ရဲ့ customer တွေအတွက်ဒီဆုံးစိတ်လောက်ရှားစရာခုဝယ်ခုလျှောဘယ်မှာပါ customer ရှိရနော်ဒီစီမင်းတို့ရဲ့ဖုတ်တန်ပစ္စည်းတွေကိုပစ္စည်းမရှိလုံခြုံစိတ်ချသိမ်းဆည်းနိုင်မှုအတွက် Hubwire မှာရှိရဲ့မိခင်တစ်သားလုံးဝယ်လိုက်တာနဲ့ဒီဘုတ်ပေါ်မှာရှိရဲ့ဗလန်ပါ customer တွေကိုမိမိကိုယ်တိုင်စိတ်ကြိုက်ခွာယူနိုင်ပြီးတော့ဆက်ဆန်းနိုင်မဲ့အပြင်ရှော့သေးတွေကိုလည်းချက်ချင်းရယူနိုင်မှာပဲဖြစ်ပါရဲ့နော်ခုချက်ချင်းပေါခုချက်ချင်းရှော့မဲ့စုဝေးဖြစ်တဲ့2သိန်းကျပ်တစု3သိန်းခွဲကျပ်တစုအပြင် traveler လေးတွေအတွက် lucky set 3လုံးလူ4ယောက်ထိဆက်နဲ့ Hubwire ရဲ့ golf 10ချောင်းအပြင်အခြားငွေသားစုမဲပေါင်းများစွာလည်းပါဝင်မှာပဲဖြစ်ပါတယ်ဒီကြီးဆုံးချက်အနေနဲ့အခုဝယ်ခုလျှော promotion ကြီးကဧပြီလ2ရက်နေ့ကနေဧပြီလ30ရက်နေ့ထိတစ်လလုံးဆိုပြင်မဲ့ပထမဆုံးဝယ်ယူသူအယောက်20ကိုသာဆက်ဆန်းနိုင်မှာပဲဖြစ်လို့လက်မနေပဲလာရောက်ဖို့တော့လိုမယ်နော်ဒါဆိုအခုဝယ်ခုလျှော promotion နဲ့အတူကန်ထူးရှင်ဖြစ်မဲ့အခွင့်အရေးကိုရယူနိုင်ဖို့အတွက် Hubwire showroom ကိုလာကြည့်လိုက်တော့နော်